online slot game လောင်းကစားဟာကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ Facebook TikTok YouTube Telegram Viber Message စတဲ့ social network များမှာနေ့စဉ်ကြော်ညာနေတာကိုတွေ့မြင်ရမှာဖြစ်ပြီးဖုန်းတစ်လုံးမှာမရှိမဖြစ် application တစ်ခုဖြစ်တဲ့ Play Store ဒါမှမဟုတ်ရင်၎င်းတို့ချပေးတဲ့ဒင့်များအနေတစ်ဆင့် download ဆွဲယူပါ e-money များနဲ့ဝေထက်ဆော့ကစားရတဲ့ online slot game လောင်းကစားဖြစ်ပါတယ်။ online လောင်းကစားပြုလုပ်လို့ရတဲ့ game application တစ်ခုဟာ internet အသုံးပြုလို့ရတဲ့မည်သည့်နေရာမှာမဆို24နာရီပတ်လုံး K-Pay, WePay စတဲ့ mobile money pay များဖြင့်ကျပ်ငွေ2000မှစ၍အကန့်အသတ်မရှိထည့်သွင်းနိုင်ပြီး2စက္ကန့်မှ3စက္ကန့်အတွင်းလောင်းကျင်းငွေကျပ်50မှ4400ကျပ်အထိဇာအမျိုးမျိုးဖြစ်အယောအစားစော့ကစားခြင်းပြုလုပ်နိုင်ပါတယ်။ Game application တစ်ခုမှာအခန်း66ခန်းရှိပြီးတစ်ခန်းမှာခုံ90ခုံတစ်ခုံကိုလောင်းကစားလုပ်နိုင်သူ4ဦးဖြစ်လူပေါင်း13200ဦးဟာမိသည့်နေရာမှမဆိုတပြိုင်တည်းစော့ကစားနိုင်ပါတယ်။ဒီစားပါတော့ဒီတို့တော်ဥက္ကဋ္ဌကြီးခင်ဗျာလူပေါင်း13200ဦးဟာ10မိနစ်တွင်အနည်းဆုံးငွေကျပ်2000လောင်းကျင်းငွေထည့်ကစားရင်264သိန်းအယောအစားရှိမှာဖြစ်ပြီးငွေကျပ်1000ထည့်ကစားရင်1320သိန်းအယောအစားရှိမှာဖြစ်ပါတယ်။ဒါဟာမိနစ်ပိုင်းတွင်နာရီပိုင်းတွင်လောင်းကစားပြုလုပ်နိုင်တဲ့ပမာဏကိုဥပမာအနေနဲ့တစ်ချက်ပြထားတာဖြစ်ပြီး24နာရီပတ်လုံးလဲပတ်နေနိုင်တဲ့ဒီဂိမ်းတစ်ခုရဲ့ဒုတဲ့ပမာဏကြီးမားမှုကိုစစ်စစ်တွေးကြည့်ရင်ကွက်ကွက်ကွင်းမြင်နိုင်ပါကြောင်းတင်ပြလိုပါတယ်။လေးစားပါတော့ဒီတို့လူတော်ဥက္ကဋ္ဌကြီးခင်ဗျာဒီ online slot game လောင်းကစားဟာကျွန်တော်တို့ရဲ့လေ့လာတွေ့ရှိချက်အရကြိုတင်စီမံချက်ချဆောင်ရွက်ခဲ့တဲ့မတမာမှုလုပ်ငန်းဖြစ်ပြီးပြည်စဲလောင်းကစားဥပဒေဤလိုအပ်ချက်ရှိမှုနှင့်ပြည်သူများဆင်ခြင်သုံးသပ်ရန်အားနည်းမှုကြောင့်မြန်မာနိုင်ငံအနှံ့တော်မျိုးပါမကျန်းလင်းမြန်စွာပြန့်နှံ့နေပြီးလူကြီးလူငယ်အမျိုးသားအမျိုးသမီးနိုင်ငံဝန်ထမ်းလုပ်ငန်းရှင်နဲ့လက်လုံလက်စားများပါမကျန်းစော်ကစားနေကြခြင်းကြောင့်အကျင့်စရိုက်များပြက်ပြားကာဒုစရိုက်မှုများဖြစ်ပေါ်လာခြင်းမိသားစုပြိုကွဲခြင်းတိုင်းပြည်ဤကုန်ထုတ်စွမ်းအားနှင့်ခွင့်ဖြိုးတိုးတက်မှုကိုထိခိုက်ကာငွေကြေးခဝါချခြင်းကုန်ပစ္စည်းများဈေးကစားခြင်းဆောင်ရွက်နိုင်တဲ့အတွက်တိုင်းပြည်နယ်ပြည်သူလူထုထွက်များစွာမှအန္တရာယ်ကြီးမားလာပါတယ်။ဒါပြင်2019ခုနှစ်မေလ9ရက်နေ့မှာအသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်73လောင်းကစားဥပဒေပါကျူးလွန်တဲ့ပြစ်မှုနဲ့ပြစ်ဒဏ်သည်အနှိမ့်ဆုံးဒဏ်ငွေ9000ကျပ်မှအမြင့်ဆုံးဒဏ်ငွေ10သိန်းကျပ်ထိ၎င်းထောင်ဒဏ်အနည်းဆုံး1လမှအများဆုံး9နှစ်ထိ၎င်းတွေ့ရှိရတဲ့အတွက်အွန်လိုင်းလောင်းကစားလုပ်ငန်းရဲ့ကြီးမားကျယ်ပြန့်မှုနဲ့နှိုင်းယှဉ်ရင်ကျူးလွန်တဲ့ပြစ်မှုနဲ့ပြစ်ဒဏ်ဟာလောင်းကစားဥပဒေပါပြဋ္ဌာန်းချက်နဲ့ညီညွတ်မှုမရှိကြောင်းတွေ့ရှိရပါတယ်။၎င်းပြင်15ရက်6လ2026နေ့မှာအမျိုးသားလွှတ်တော်မှပြည်ထောင်စုအစိုးရအဖွဲ့ရုံးကပေးပို့တဲ့အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကိုပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ198နဲ့အညီပေးပို့လာပြီးကျွန်တော်တို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကလည်းကြံပြင်းစီစစ်ဖတ်ရှုပြီးဖြစ်ပါတယ်။ဒါကြောင့်အမှန်တကယ်တော့ဒီ online လိမ်လည်မှုတိုက်ဖျက်ရေးဥပဒေကြမ်းဟာပြည့်စုံတယ်ဟုထင်ရတော့လည်းပဲလိုအပ်ချက်များရှိကြောင်းတွေ့ရှိရပါတယ်။ဒါကြောင့်မလို့ online လိမ်လည်မှုကြားပြန့်ထက်ကိုလုပ်ငန်းကြီးမားကျယ်ပြန့်တဲ့ဒီတရားမဝင် online slot game လောင်းကစားပြန့်ပွားနေမှုကိုအစိုးရအနေဖြင့်ဘလို့တားဆီးနိုင်နေရန်စီမံထားရှိကြောင်းသိရှိလိုတဲ့အတွက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာဖြင့်မေးမြန်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာပြည်ထောင်ဝန်ကြီးဌာနကဖြေကြားရန်ဖြစ်ပါတယ်